ဘာကြောင့်စီရင်လှုပ်ဖြစ်တာလဲဘယ်အကြောင်းအရာကတွန်းအားဖြစ်သွားတယ်ဘယ်အကြောင်းအသွင်အဖြစ်အဲ့စကိုင်းပဲတွန်းအားဖြစ်တာကျွန်တော်ဘာကြောင့်လဲကိုရဲ့လောက်ရကမကောင်းမဟုတ်ဘူးဆိုတာကိုချင်းစာတရားဝင်တာဘယ်လိုဝင်တယ်လဲဆိုတော့ကိုမိဘနေရာမှာဒီဗီဒီယိုတွေကိုထားပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာဘေးကစဉ်းစားမိလဲဆိုတော့အခုအိမ်မိရှုတယ်အဲ့လိုရှေ့မှာမင်းမြင်တာနဲ့ပြစ်တယ်လေပြစ်တော့ထိတော့သူတို့ဗာပြောလဲဆိုတော့မင်းတို့ကပြေးတာကူစားချင်တာလေးပဲယူလိုက်သူတို့အဲ့လိုမချင်းမစကြီးယူတယ်ယူပြီးတော့မှမကုန်ဘူးလားဒီတိုင်းပြစ်ချတယ်အိမ်မိရှုတယ်ရှုပြီးတော့မှအခုဗီဒီယိုတွေဆိုအိမ်မိရှုအားလုံးအကြီးလို့အိမ်တက်တာတွေဆိုမြေကြီးမှာမြုပ်ထားတယ်အဲ့မြေကြီးမှာမြုပ်ထားတဲ့ကောင်ရအောင်ရှာတဲ့ကောင်ရှိသေးတယ်မင်္ဂလာပါခင်ဗျာဒီခုကပေါ့နော်ဒါကျွန်တော်လွတ်မြောက်နေပြီတနေရာမှာရောက်ရှိနေရဖြစ်ပါတယ်ဒီမှာရှိနေတဲ့ဒါစီဒီအန်စစ်သားတွေမိသားစုတွေနဲ့ဒါကျွန်တော်တို့လာတွေ့တာပေါ့လေနော်လာတွေ့ပြီးတော့ဒါတွေ့ကြုံနေကျွန်တော်သိရရရှိရပေါ့နော်အဓိကတော့ဒါကြီးလုံးမဲ့ဆိုပြီးတော့ရည်ရွယ်လိုက်တာမဟုတ်ဘူးအမှန်တော့စကားဆက်မိရင်းနဲ့ပေါ့နော်ထူးထူးခြားခြားအကြောင်းအရာတွေရှိလာလို့အဓိကဒီကညီကိုကစီဒီအန်စစ်သားတယောက်ဖြစ်တယ်သူကPDF ညီကိုတွေနဲ့ကပါတိုက်ခဲ့ဘူးတယ်ပေါ့နော်ဟိုဘက်ဒီဘက်တိုက်ခဲ့ဘူးလားရန်သူလိုမျိုးပေါ့နော်ဟိုဘက်ကဒီဘက်ကအဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခဲ့ဘူးတယ်အတွေ့အကြုံတွေအကြောင်းဒါ PDF ညီကိုတွေရဲ့စွမ်းရည်တွေအကြောင်းဒါကျွန်တော်ပြန်ဖောက်တင်ချမယ်ပေါ့လေနော်အဲ့တော့အရင်ဆုံးမိတ်ဆက်ပေးဦးဟုတ်မင်္ဂလာပါကျွန်တော်ကတရင်မော်ဘီတရင်ခမိုင်ခုနှစ်တစ်မှနေပါတယ်တူတကြက်ခန်းစားလို့ခေါ်ပါတယ်ခန်းစားပေါ့တရင်ရဲ့ခေါ်ဝါခန်းစားပေးဖြစ်ပါတယ်ကျွန်တော်ဟုတ်အတက်ကအမှန်တော့38နှစ်ရှိပါပြီ38နှစ်ရှိပါပြီနော်လိန်ထားတဲ့ဟာအဲ့ဒါလည်းပြောပြအောင်ဘာကြောင့်လိန်ထားလဲဘယ်လိုလိန်ထားလဲကျွန်တော်စဝင်တော့ပညာအရေးချင်းက6တန်း9တန်း6တန်းအောင်ပေါ့9တန်းဖြည့်မဲ့နှစ်မှာကျွန်တော်ကျောင်းထွက်တယ်အဲ့ဒါကိုကျွန်တော်စိတ်ကောင်းစီစဝင်တော့စိတ်ကောင်းစီကကျွန်တော်တွင်းတဲ့ဆရာကြီးကပြောလဲဆိုတော့ညီလေးအားရှုပ်ပါတယ်ကွာတဲ့ရေဖက်လှုပ်လိုက်တဲ့ကိုကလေရေဖက်ဘာမှမသိဘူးအဲ့ကျွန်တော်နားမလီဘူးပမာစကားလေးကျွမ်းကျင်မတတ်တော့ဟုတ်ကဲ့လို့ကျွန်တော်လည်းအဆင်ပြေတယ်လာလို့လိုက်ရတဲ့အဆင်ပြေတယ်အဲ့လိုပဲပြောလိုက်တော့ရေဖက်လှုပ်လိုက်တယ်ရေဖက်လှုပ်လိုက်တော့ကျွန်တော်ကျောင်းဆင်းပြီးတော့ခုနှစ်တလေးရောက်တွငယ်တန်းစကြံကျောင်းတက်အောင်စာမတက်ချင်းကျောင်းမတက်ချင်းလို့စင်မထားပါတယ်ဆိုကမှပဲနိုင်ငံတော်ကကွယ်ကျွန်တော်စေလွန်ထားမှဒီကျောင်းတက်ခိုင်းလိုက်လေထုံခိုင်းလိုက်နဲ့ဟုတ်နေပြီအဲ့ဒါနဲ့တခါနှစ်တန်းတွငယ်တန်းနှစ်တန်းလေးတန်းအဲ့လိုတက်ခိုင်းတယ်အဲ့ဒါနဲ့ကျွန်တော်မတက်တော့ဘူးဆိုတော့မင်းမတက်ဘူးဆိုတော့ဘာလုပ်ချင်လဲကျွန်တော်လက်ဝဲထိုးချင်တယ်ဆိုတော့လက်ဝဲတခါလက်ဝဲပို့ပေးလိုက်လက်ဝဲမှာထူးချွန်ရောင်နဲ့နည်းနည်းကြီးဒီပါရလိုက်နောက်နေ့ဆိုရင်ကိုကနေပြီးတော့ခေါ်ပြီးကန့်တွင်းမယ်လေးကြံလေးကျွန်တော်ဘေးဘူးလေးဝင်လာပြီဟုတ်ကာလာလေးဝင်လေဘေးဘူးတဲ့မှာတော့ဓနက်ပြစ်သွားတဲ့ကြီးရည်လေးဓနက်ပြစ်တခါပါပြန်အောင်အဲ့လိုပဲတနေရာကိုကျွန်တော်တိတက်မတ်ကျဲမပူဘူးအဲ့လိုရှောက်ပို့တာကျွန်တော်တို့အဲ့နဲ့ဗလဲဒီအခုကျွန်တော်ကိုထဲတဲ့ဆရာကြီးအဲ့လိုရေဖတ်ဆိုပြီးတော့ကျွန်တော်လုတ်ထဲလိုက်ရောက်အဲ့ဒီမှာဒီခုနှစ်တစ်ကိုရောက်တော့ဒီဆရာကြီးတွေကတော့မျိုးစုံနဲ့တွေ့တာပေါ့နော်ဆရာကြီးကကိုမိဘလို့ကောင်းတဲ့ဆရာကြီးရှိတယ်လို့သူတော်ဆိုးတဲ့ဆရာကြီးရှိပါတယ်အခုခေါ်ရဆိုရင်ဘောမမပဲအဆင်ပြေတဲ့ဆရာကြီးကျွန်တော်တို့ကြတော့ဘောမမတက်တော့တည့်ရတဲ့ပဲဒါပေမဲ့ကျွန်တော်လည်းတင့်မြတ်တဲ့အရာရှိဆရာကြီးတွေအများကြီးရှိပါတယ်တဘောကောင်းတဲ့ဆရာကြီးတွေအဲ့လိုကြားထဲမှာနေနဲ့အဲ့လိုနောက်ဆုံးအာနာသိန်းနဲ့ရောက်တယ်အာနာသိန်းတာတော့ကျွန်တော်မသိဘူးဘယ်လောက်ထိတဲဆိုတော့အမောင်ချထားတာမသိဘူးအဲ့အချိန်မှာကျွန်တော်တို့ဒီအာနာသိန်း2021မှာကျွန်တော်တို့ဒီကရင်ပြည်နယ်ဘောစဲကူဖက်ဘောစဲကူကွင်မှာဘောစဲကူကွင်ကနေကျွန်တော်တို့ဆင်းလာတော့ပြောမယ်ဆိုတော့မိသားစုရှိတယ်လေနော်မိသားစုရှိတော့ပျော်ပါနဲ့အဲ့လိုဒလနာရတာကိုဒလအပြည့်ဝမနာခိုင်းဘူးတပတ်ကျော်လာပေးနာပြီးတော့မှဒါလာတော့စားကလေးတပတ်ကျော်ပေးနာပြီးတော့မှအရင်နန်ဒီပေါက်ဖက်ကိုတွားရှင်းခိုင်းတာအဲ့ချိန်မှာကျွန်တော်တို့ဂျီဝမ်ကခေါင်းထိရိုက်ထေးလေးဆိုတော့ကဲတပည့်တို့မင်းတို့ကြည်ထားအခုသူတို့လှုပ်ရက်သူတို့လှုပ်တဲ့လှုပ်ရက်ကြောင့်မင်းတို့ကောင်းမိသားစုနေမနေရဘူးဩနော်အဲ့တော့သူတို့ကိုမင်းတို့မတက်တင်းဘူးလားမချေမုံတင်းဘူးလားဩတက်တင်းပါတယ်အဘလှုပ်တင်းပါတယ်အဘဟာအောက်ကခေါင်းလုံးကမူးယူနေတာဟုတ်နောက်တန်းနာတော့တက်တင်းပါတယ်အဘနောက်ကရှေ့ကရိုက်တဲ့ကောင်ကနောက်ကထိမ့်ပေးလို့ထိမ့်ပေးလှုပ်တဲ့ကောင်ကလှုပ်အဲ့ဒါနဲ့ရှေ့တန်းကိုသွားအပြည့်စုံနဲ့အဲ့မှာ VDN နဲ့စတွေ့လား VDN နဲ့စအဲ့ရင်နံမှာမတွေ့သေးဘူးပေါ့ဒီစကိုင်းဝင်တဲ့အချိန်မှာစတွေ့တာအဲ့မှာစပြီးတော့ကျွန်တော်တို့ကိုမိုက်ခွေးတာဒီစမပြစ်သေးဘူးအဲ့အချိန်မှာသူတို့ကမိုက်ခွေးတာမိုက်ခွေးတယ်ပြီးရင်ဘလောက်ထိသူတို့တတိလေးစားဖို့ကောင်းလဲဆိုကြီးတရောက်ရှိအဲ့တရောက်နဲ့ရအောင်ပြစ်တာသူတို့ကအဲ့လူကျုံးတာ
မသိရင်ဒီတယ်မယ်တရားကောင်တွေကသူတို့ဖောင်းဆိုနဲ့ဖောင်းလို့အတန်ကြားလိုက်တာနဲ့စိတ်ကောင်စီပြစ်မှာဝုန်းဆိုပြစ်တာရှိသမျှဒီ၄ပေါက်ထဲထား၄ပေါက်လုံးကုန်အောင်ကုတ်သွားလိုက်တာရှေ့ကကောင်တွေကကြောက်ချီးပန်းပြီးတော့ဟာနောက်ကတခွဲမှုကဟောလေးတလက်တာတဒံမကြတာမင်းတို့ရှာပေးများလိုက်လားအဘဟောတခွဲမှုအရှိအပြစ်နေတယ်အေးမင်းပြစ်တဲ့နေရာကိုရှေ့ကပွိုင်း2ယောက်လောက်ပဲပြစ်လေမဟုတ်ဘူးတစ်စိတ်လုံးဝိုင်းပြီးတော့ချတာအဲ့မှာမကြဘူးကျွန်တော်တို့ကုံကြီးစံနေကုံပြီးရင်တစ်ခါဒီလိုပဲကျွန်တော်လည်းအကြံဉာဏ်ပေးလိုက်ပါတယ်အဲ့စကိုင်းဖက်ကကျွန်တော်ဒီစီတန်ဝင်မှာပဲဘယ်လိုလုပ်ဖို့ကျွန်တော်အကြံဉာဏ်တောင်းလို့ဟောဗီဒီယိုတွေကိုပြန်ပြီးဆက်သွယ်ရတာအကြံဉာဏ်ဒီကနေကျွန်တော်မေးလိုက်သေးတယ်ဒီလိုလုပ်ပါကျွန်တော်အဲ့ရနဲ့စထွက်တာကျွန်တော်ရေဦးမှာသွားပြီးတော့ရေဦးဌာနချုပ်ရေဦးမှာဌာနချုပ်ထိုက်တာကိုအဲ့မှာKMဖြည့်တယ်ဖြည့်ပြီးတော့မှကျွန်တော်စပတ်တယ်တခါကျရင်ရွှေဘူဝင်တယ်ရွှေဘူမဝင်ခင်ဦးရေဦးသွားအဲ့လိုလျှောက်ပတ်ပြီးဆိုရင်အဲ့ရေဦးမှာတက်မှာဆိုအဲ့မှာပဲကြည်သွားဖြည့်ရတာရေဦးမဝင်ကျွန်တော်စထွက်ပြီးဆိုတာနဲ့3ရက်လောက်ဘေးသွားလိုက်အောင်မပြစ်နေအောင်3ရက်လောက်ဘေးသွားကျွန်တော်တို့စဝင်တဲ့နေ့ဝင်တဲ့ဒီ2020 21အကုန်မသိတာတွေကို22ဖြည်းကျန်းလာတာသူတို့ကပဲမောင်းပြန်နေပါလာတာလက်လုံးနဲ့ဖောင်းဆိုတာနဲ့ဝက်လောက်ပဲရှိသေးတယ်မောင်းပြန်နေဖောင်းအတွဲလိုက်ပြီးဆိုတော့လာမလုံးနဲ့တနက်ကိုရီးယား BA တရားကြီးထားပြီးတော့ကိုပြောင်းနေဘာလို့ရမှာလဲထားနေနောက်ကိုပြန်ပြေးပြီးတော့အရှက်ကောင်နေပြေးတခါကျရင်ကိုကအားမရတော့မင်းဖေကွာရော BA တရားက BA တရားလည်းမင်းဘာမှမလုပ်တော့ပါဘူး BA တရားကသူတို့တနက်နေယူပြေးကြမ်းပြေးနှွန်းပြေးအဲ့လိုလုပ်တာခါကျစိတ်တူတာလေစိတ်တူတော့ဟိုကတကယ်ရေးတဲ့ကောင်တွေကြတော့တကယ်ရေးတယ်ကြောက်ချီးပန်းတဲ့ကောင်တွေကြတော့လေလုံးဝတနက်ကိုလုံးဝမပြစ်တာခေါင်းနေဆိုပါလေတနက်မပြစ်ဘူးစစ်ကောင်စီကဟိုကအမလေးဗာလေဖောင်းဆိုတနက်ပြစ်ပြီးဟိုမှာဖိန်မှုထောင်ပြစ်နေပြီသူတို့ကနတ်နေပြီမခက်သေးမှာအမှန်လိုင်းပြီး6တာသူတို့ကတိတာဟုတ်ကြီးစံဖြုံးခိုင်းတာအဲ့ဒါနဲ့သူတို့အဲ့လိုလုပ်တာညံကောင်းတာဗီဒီယိုကအဲ့လိုညံကောင်းတာအဲ့ဒါကျွန်တော်အဲ့ဒါကိုတိတော့ကျွန်တော်ဗာပြောလဲဆို3ရက်လောက်သွားခိုင်းလိုက်မပြစ်သေးနဲ့အောင်လို့3ရက်မြောက်နည်းနည်းတန်းပြီးအဲ့ကိုပြန်လို့မရတဲ့နေရာလောက်ရောက်မှ4ရက်မြောက်လောက်ရောက်မှဖြည်းချင်းအမှ2000လောက်ပြစ်လိုက်သူတို့ဝိုင်းပြစ်တယ်ထားလိုက်နည်းနည်းပြစ်လိုက်အဲ့လိုဝိုင်း3ရက်လောက်ပဲလုပ်ပေးအဲ့ဆိုသူတို့မှကြီးမရှိတော့ဘူးကြီးမရှိတော့လုံးဝတေးချတယ်ပြန်တဲ့ဟာနဲ့အပြန်သူကချိန်တာဘူးပြန်တဲ့ကြီးကိုပြန်ချွေပြစ်လိုက်မယ်ခင်ဗျားတို့စပြစ်တဲ့ချိန်ဝုန်းဆိုပြစ်တယ်ဒုတိယတစ်ချိန်ကျရင်နည်းနည်းဘာလာလုံးဝဘာလာပြီးဆိုရင်အဲ့မှာကျုံတော့အဲ့ချိန်ကျရင်တို့မှအားမရှိတော့ဘူးအဲ့မှာဖိန်တနက်ထားပြီးပြေးမဲ့ကောင်ကြီးပဲကျွန်တော်အဲ့လိုရုံပြောလိုက်တယ်ပြီးရင်မိုင်းထောင်ပုံထောင်နေဆွေးပုံဆွေးနေတို့လောက်တာတော့အမှန်တန်ကြောက်ဖို့တော့ကောင်းတယ်ဒါပေမဲ့တိတာကြီးတရားတစ်ခုဖြတ်တော့မယ်ဆိုရင်တို့ကလူကမရောက်သေးဘူး point မရောက်သေးဘူးတို့ကကျွန်တော်တို့ကဒီတရားဖြတ်တော့မယ်ဆိုရင်မီတာ200အဝေးဆုံးက900လက်ငယ်တကန်းနဲ့ဆက်ပြီးပြစ်တာအဲ့ကူဘုံဆိုပြစ်တယ်မြေကြီးထောက်လို့ပဲရှိတယ်ဖောင်းဆိုမြေကြီးထောက်လို့ပဲတို့ကမိုင်းထခွေးရောအဲ့မှာစကူတို့ကအဲ့လိုလောက်တာကိုတို့က remote နဲ့အဝေးကခွေးတခါကြရင်ဂျူးနဲ့အနီးကခွဲလို့ရအောင်အဲ့လိုကျွန်တော်ကဗာပြောလဲဆိုတော့အဲ့လိုမခွေးနဲ့မိုင်းဒီအဝမှာဟိုဘက်ထိပ်ဒီဘက်ထိပ်တို့ကထောင်နေကြဆိုတော့အလေးမှမထောင်အဲ့ဆိုရင်ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုအယောင်ပြလောက်နှလုံးလောက်ခွဲလိုက်တို့ကလုံးဝခွဲပြီးဆိုရင်စိတ်ချလက်ချသွားတာဂျမ်ဘာကိုအလေးမှ judge ဆိုထားပြီးတော့မှသွားတာဂျမ်ဘာနဲ့အေးစေးအဲ့လိုလုတ်တဲ့အချိန်မှာကျွန်တော်အရှိ white နှစ်ခုလောက်ခွဲပေးလိုက်ရတယ်ဘေးနေရာခွဲပေးလိုက်နောက်ကြမှာအလေတရမိုးဆိုရင်ကြီးလိုက်လို့အနေဆုံးမရှိဘူးဆို900လောက်ဝန်းကျင်ရှိဆိုအလေကျင်းတွေလို့မလွဲဘူးအလေလောက်ကြပြီးတော့ခေါ်ယူချူလိုက်အလေလောက်ကြပြီးဆိုအဲ့နာမှာခွေးလိုက်ကျင်းတွေတရမိုးမုံသူ့ IC ပဲလို့နော်အဲ့လိုပြောလို့တော့ပြောလားမသိနောက်တပတ်လေးကြာလေကြာဆရာကြီးလေးတီးတယ်မိုင်းခွေးတာတော်တော်ကြာသွားတယ်လို့တော့ကြားတော့အားရဆရာကြီးကတော့ကူဒီကိုနိုင်တာမှပြောတတ်တာဒါပေမဲ့တချို့အဲ့ live ပေါ်မှာပြောတဲ့ဟာကြီးပြန်နာကြတော့ကူလုတ်ခဲ့တာနဲ့တိတော်တူနေအားရတာတွေရှိတယ်ဘယ်လိုစိတ်ကောင်းစီကိုတချို့ကျွန်တော်တို့လူနားပိတ်တဲ့ကောင်တွေအများကြီးလေဟိုထဲမှာဘာမှမသိဘူးအခုစိတ်ကောင်းစီကောင်းတယ်ကျွန်တော်တို့ဆိုရင်စိတ်ကောင်းစီကောင်းတယ်လာမပြောနဲ့ခုနကကျွန်တော်အမေပြောသလိုပဲစိတ်ခွေးပြောစိတ်မင်းလာစိတ်ခွေးအဲ့လိုဘားချတာလေဘားရိုက်တာအဲ့လောက်ထိအပြင်လောကထွက်လာမှပဲကိုရဲ့လောက်ရက်ကဒီလိုပါလားဆိုတာမြင်တာနော်တိထတာကြီးမြင်လာတာအဲ့စကိုင်းမှာဆိုဘူးဆိုလူအလုံးမှမလုပ်တာတကယ်တွေးကြည့်လိုက်ဒီအခုလက်ရှိပြည်သူဘက်ကနေရက်ပြီးဒေါ်လာနဲ့ရေးပေါ်တွေနဲ့ကျွန်တော်တို့လုတ်တဲ့ခါနဲ့ပြန်ချိန်ကြည့်လိုက်ကျွန်တော်ကတို့နဲ့ဘွန်းတနီးနေတာဟုတ်နေတော့တို့ကလစားလေးမရအောင်ဘာအထောက်ပံ့မှမရှိပေနဲ့အသက်နဲ့ခန္ဓာကိုရင်းပြီးလုတ်တာ
လုတ်တဲ့လူတွေကဗီဒီယိုကိုအနိုင်မကျင်းဘူးနော်ပြည့်စုံပစ္စည်းပြည့်စုံမှုမရှိတဲ့လူတွေကဗီဒီယိုအနိုင်မကျင်းပဲနဲ့သူရတဲ့ရတဲ့ပစ္စည်းလေးနဲ့ရတယ်လို့တိုက်တာစစ်ကောင်စီကိုလန့်တာတိုးလန့်တာအဲ့လိုစိတ်တဲ့ဟိုတရောင်းသားတွေအဲ့လိုမဟုတ်ဘူးစစ်ကောင်စီကအပြည့်စုံအပြည့်စုံဘာရက်တာနဲ့နော်အပြည့်စုံပါတယ်။အိုးရှေ့တန်းစားထွက်လာပြီဆိုရင်တောင်တန်းမှာအကျွေးပလက်ပွားနဲ့ပတ်စံဆိုရင်တပြားမှမရှိတဲ့ကောင်လေးအကျွေးတွေတက်တာဆိုင်မှာလာစား2လ3လစားပုံထားတဲ့ကောင်လေးမင်းစကိုင်းဝင်ကပြန်ဆင်းလာရွှေသွလုံးငွေသွလုံးနဲ့ဩမရိုင်းတော့အဲ့လောက်ထိဘာစိုက်တစ်စိုက်ဖွင့်နေနော်ကိုစားချင်တာလေးပဲယူလိုက်သူကအဲ့လိုမချင်းမစကြီးယူတယ်ယူပြီးတော့မှမကုန်ဘူးလားဒီတိုက်ပြစ်ချတယ်အိမ်မီးရှူတယ်ရှူပြီးတော့မှအခုဗီဒီယိုတွေဆိုအိမ်မီးရှူလုံးအကြီးလို့အိမ်တက်တာတွေဆိုမြေကြီးမှာမြုပ်ထားတယ်အဲ့မြေကြီးမှာမြုပ်ထားတဲ့ကောင်ရအောင်ရှာတဲ့ကောင်ရှိသေးတယ်ရအောင်ရှာတယ်အကုန်ထုတ်ပြီးတော့မှတက်တာတွေကိုအပြင်မှာဖွာအဝတ်စားတွေဆိုဆောင်းတွေဆိုအကုန်အတစ်တွေအကုန်လုံးထုတ်ပြီးအတိုက်ထားတာအဲ့လောက်ထိယူသွားလည်းမဟုတ်ဖြတ်စည်းခဲ့တာဖြတ်စည်းတာယူတာမဟုတ်ဖြတ်စည်းတာစံနေဆိုလည်းမကုန်ရင်လည်းတေးရှာထားခဲ့ပေါ့နော်မဟုတ်ဘူးဒီတိုင်းပြဲလင်းရင်းတမင်ကိုဒုက္ခပေးခြင်းနဲ့စိတ်နဲ့ဒုက္ခပေးတာအဲ့လိုပုံစံမျိုးဖြစ်တာဘာကြောင့်စီရင်လှုပ်ဖြစ်တာလဲဘယ်အကြောင်းအရာကတွန်းအားဖြစ်သွားတယ်ဘယ်အကြောင်းအရာတွန်းအားဖြစ်အဲ့စကိုင်းပဲတွန်းအားဖြစ်တာကျွန်တော်ဘာကြောင့်လဲအကူရဲ့လောက်ရကမကောင်းမဟုတ်ဘူးဆိုတာကိုချင်းစာတရားဝင်တာဘယ်လိုဝင်တယ်လဲဆိုတော့ကုမိပနေရာမှာဒီဗီဒီယိုတွေကိုထားပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာဘေးကစဉ်းစားမိလဲဆိုတော့အခုအိမ်မီးရှို့တယ်အဲ့လိုရှေ့မှာမင်းမြင်တာနဲ့ပြစ်တယ်လေပြစ်တော့ထိတော့သူတို့ဗာပြောလဲဆိုတော့မင်းတို့ကပြေးတာကူအော်ပြေးမှာပေါ့သူတို့ဘက်ကပြောရင်တော့ပါဇက်နဲ့မပြောရဘူးလေတနက်ပါတာဟုတ်မင်းတို့ကပြေးတာကူပြေးတော့ပြစ်တာပေါ့ပြစ်တော့မင်းတို့ထိတာပေါ့မင်းတို့ပဲနာတာပေါ့အဲ့လိုစကားနဲ့ဖြေသိတယ်ပြီးတော့မပြေးပဲနေပါအောင်ဘော်ဒါဆွဲတယ်နားရိုက်တယ်ဖနက်နဲ့ကန်တယ်ဒင်းနဲ့ထိုးတယ်စစ်ဆေးတယ်မသေးချာမသိငါရင်ဘော်ဟာစီးမင်းတေတော့အဲ့ဒါဘော်ဟာစီးပြီးဆိုရင်လည်းမင်းသွားပြီလက်ပြည်သူအဲ့လိုကိုလှုပ်အသက်နိုင်ဆုံးဘိုးရကျွန်တော်တို့မြင်နေရတာဆိုအသက်နိုင်ဆုံးဒီလက်နောက်ကြောပြစ်ပြီးဆိုတာနဲ့နည်းတော့တေဖို့ရခိုင်တော့90လောက်ရှိနေပြီဒီတိုင်းလေးပဲ2ယောက်တွဲ2ယောက်တည်းဒီလိုထားရင်တော့နည်းစိတ်ချရသေးတယ်အဲ့လိုမျိုးလေးထားပြီးရင်တို့ဒီလိုနောက်ပြစ်ဆိုရင်တယောက်တည်းနောက်ပြစ်ပြီးတော့ချူးချီထားလို့နောက်တယောက်နောက်ကနေဆွဲရပြီဆိုရင်အဲ့ကောင်ကကျင်းတေဖို့များသွားပြီဘယ်လောက်ထိလဲဆိုစကိုင်းမှာဒေါ်လာရေးပေါ့ဒီဒေါ်လာနဲ့ဗီဒီယိုတွေကများတာဘူးလက်လုတ်တနက်လေးများတယ်များတော့အဲ့ဒနက်ထားတဲ့အိမ်တွေ့ရင်အဲ့လက်လုတ်လေးကိုယူလာတယ်ဘာမှပြစ်လို့လည်းမရအောင်နော်သူတို့စထွင်ကားစားပြီးရှိဒနက်ပုံစံမျိုးပေါ်သေးတာအဲ့ဒါကိုယူပြီးတော့မှအဲ့လိုမတင်ကားတဲ့အခုအငယ်ပိုင်းဆိုရင်18ကနေအထက်19 18အထက်ဆိုရင်အငယ်လေးတွေခါတခါရှော့ရင်4ယောက်6ယောက်10ယောက်အဲ့လိုရှော့တာအဲ့လိုဘာမှကိုမဟုတ်ပဲဘာမှမဆိုင်ဘူးဒနက်လေးမပါဘူး PDF လည်းမဟုတ်ဘူး PDF ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိဘူးဘာမှလည်းမဆိုင်ဘူးပြောမယ်ဆိုရင်အခုခေါ်လာပြီးတော့မှရွာသေးရွာဝင်ပြီးတက်စိတ်ကိုလွတ်လိုက်တယ်ကဲမင်းတို့အဲ့ရွာကိုအခုဒီရွာကိုဝင်မယ်စစ်ကောင်စီဝင်လာမယ်ပြောမယ်ဆိုရင်ငါတို့ဝင်လာမင်းဒီကောင်တွေဘယ်နားမှာစောက်ပြီးတော့ပြစ်နိုင်လေအဲ့လိုပြစ်ကွင်းနည်းရှိမနေရကိုရှာတန်းလွတ်လိုက်တယ်ဟုတ်ပြီအပဒီမှာရှိတယ်အဲ့မှာခေါ်ပြီးရင်အပင်နေရှိရင်ရှိမရှိအုပ်ဗလဲအကာအကွယ်ရှိတဲ့နေရာတွေမှာလူထောက်ခိုင်းပြီးတော့အမှရှော့ပြီးတော့မှယူလာတဲ့တနက်ခုနကျွန်တော်ပြောယူလာတဲ့တနက်ကြီးကိုပေးမှချလေးလောင်းလက်ဒါမဲ့တနက်ကလက်လုံးသူအဲ့လိုလုပ်တာတနက်ကသူတို့ဟာလည်းမဟုတ်ဘူးဟိုအဝေးကနေဟိုဘော်ဒါဆွဲလာတဲ့လူတွေထမ်းတာဘော်ဒါဆွဲတာတော့မှပဲတမျိုးတိုင်းရှိတာမှ90လောက်ကိုသူတို့ဘော်ဒါလေးနဲ့ဆန်းလိုက်တော့150ဖြစ်သွားအောင်လူတိုင်းလက်လုံးထမ်းခိုင်းတော့အကုန်လုံးမသိရင်စစ်သားလူပါလို့နဲ့သူတို့မှန်ပြောင်းနေကြီးမှမြင်ရမှာအဲ့နဲ့ဒီနေ့လာလေဘယ်လောက်ထိတောင်စိတ်ညစ်ရလဲဆိုမီးရှူရင်ကျွန်တော်ကနောက်ဆုံးကဂင်းထိုင်ဆောင်ရတယ်မီးမရှူချင်လုံးလို့ဂင်းထိုင်ဆောင်ရတယ်ပြီးရင်လေပြီးတို့ပစ္စည်းမီးရှူရင်မကဘူးဗျာဖြက်စီးတာကိုရဲဆက်နွားဆိုရင်လေအခုဗျာတင်းကောမှာခြီထားတယ်ဟိုတင်းကောမှာခြီထားဖြုတ်ပြီးတော့မှမီးရှူလိုက်ပေါ့အိမ်ဆိုလဲအိမ်ပဲရှူစပကြီးဒီပါမီးရှူတာစပကြီးအဲ့စပါးကြီးအများကြီးဒီစပါးကြီးနဲ့ထောက်ပတ်တာဘာမှလည်းမဆိုင်ဘူးအဲ့ဒီ PDF ကိုထောက်ပတ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့သူတို့အကုန်လုပ်တာPDF ကိုနည်းလေးအိမ်ရောင်လည်းမရှိလိုက်နဲ့ဒီလိုကတော့ PDF ဒီမှာနည်းချမ်းတာတော့အကောင်ဖြစ်လောက်တယ်ဆိုပြီးတော့မိရှူတာဘာမှလည်းမဆိုင်ဘူး။အော်အိမ်တိုင်းဆိုကြအိမ်တိုင်းရှည်နေဆိုကျွန်တော်တို့အိမ်နဲ့တော်ကျွန်တော်တို့ဖက်ကအိမ်နဲ့တအားကြီးဆက်တာကိုဆက်တော့စင်တူနေတော့အော်ကျွန်တော်အိမ်ဆိုရင်လည်းဘယ်လိုလုပ်မလို့ပြီးရင်လေလှုပ်လိုက်တော့ကုမညီဒီအရွယ်တွေနော်ရှိဒီကုညီမဆိုဘယ်လိုလုပ်မလို့ဟာတနက်ဒီနဲ့ထောင်းလိုက်ခြေထောက်နဲ့ကန်လိုက်အာဘားရိုက်လိုက်နဲ့အဲ့လောက်ထိငါတို့မိသားစုဆိုဘယ်လိုလုပ်မလဲအဲ့တော့
လုံးရင်းလုံးနဲ့ဘူးပြောတာအမှန်တိုင်းပြောမှဆိုအခုချိန်ထိကျွန်တော်အဲ့စိတ်ကလေဘယ်လိုမျိုးအဲ့ဟာတွေကိုတော်တော်မြင်ပြီးတော့စိတ်ကမချမ်းသာဘူးစိတ်မချမ်းသာစိတ်တက်တယ်အဲ့ဒါနဲ့ကျွန်တော်ဒီနားတော့ကျွန်တော်အမျိုးသမီးကလည်းကျွန်တော်ထွက်မပြေးမှန်တိတော့မပြောပြအောင်မပြောပြတော့ကျွန်တော်အမျိုးသမီးတညတော့ယောက်ျားတဲ့စစ်တပ်မှာထွက်ပြေးခြင်းစိတ်ပါမရှိဘူးလားတဲ့ဟာဘင်းနေပြောရလေလို့ထွက်ပြေးလို့ရအခုပြေးချင်တာပေါ့ဩမြို့မီးကစပြောတာဟုတ်စပြောတာသူကကျွန်တော်မပြေးမှန်းသိတော့သူကကျွန်တော်မပြောဘူးတားကြီးတော့မတိုက်တုံရဲဘူးမတိုက်တုံရဲဘူးကျွန်တော်စိတ်ဆိုးမှဆိုတော့ဟာဘင်းနေပြောရလေဘူးအရင်တော့ကတော့မပြေးချင်ဘူးမိမအခုဆိုတော်ယောက်ျားတော်စိတ်ညစ်နေပြီမနေချင်တော့ဘူးအေးအဲ့ဆိုရင်တော့အဆင်ပြေသေးတယ်အဲ့သူလုတ်ပေးမိလို့ရှိတယ်ပေါ့ဩအခါကျမှထားပြောလားလမ်းကြောင်းရှိတယ်မိမချိတ်ပေးလို့ရတယ်အဲ့ဒါမိမချိတ်ပေးဖုန်းလေးပါပေးပြောအကျိုးအကြောင်းလေးသူကပြောပြစိတ်ချရလားဘာလားနဲ့အဲ့လိုကျွန်တော်ထွက်မယ်ပေါ့တနက်ပါလို့ရလားတနက်ပါမယ်ဆိုရင်တော့ကျွန်တော်နောက်2ရက်ဆိုရင်ကျွန်တော်ရှေ့တန်းထွက်တော့မှာရှေ့တန်းထွက်တော့မှာအဲ့ချိန်ကျရင်ကျွန်တော်ကိုပေးမှခေါ်ပေးနိုင်လို့ရလားခေါ်ပေးလို့ရမလားအဲ့လိုဆိုရင်လည်းအဆင်မပြေတော့ဘူးလေအဲ့ဆိုအဆင်မပြေဘူးကျွန်တော်အခုဒီရက်ပိုင်းမနေ့ဖန်တစ်ဖက်ခါဆို2ရက်ပေးလို့တော့ထွက်တော့မှာဆိုတော့အဆင်မပြေဘူးလို့ဒီကြားဒီလိုက်ထွက်မှရမှာဆိုတော့ပြီးရင်ကျွန်တော်တခုအကြံပေးရကျွန်တော်ညဂင်းကြလို့ရှိရင်တနက်ပေးထားတာကိုအရင်တော့မပေးထားဘူးအခုနောက်ပိုင်းတနက်ပေးထားတယ်တနက်ပေးထားကိုရီးယားအခုနောက်ပိုင်းသူတကြက်ကတက်စိတ်မှုနင်းနေအရာပဲနာတော့ဂင်းမိုးနဲ့သွားရတာညကြရင်ကျွန်တော်ဂင်းမိုးညကြရင်ခေါ်နိုင်လားအကုန်လုံးကမူးယူနေတာလေနိုင်နောက်ပိုင်းဆိုရင်အေးစေးခေါ်နိုင်လားဆိုလေသူတို့ဘက်ကတိတ်မကျင်းတယ်တော့အဲကြောင့်မို့လက်နဲ့တီတော့မပါဘူးအဲ့နဲ့ပါလိုက်ရှယ်ပဲနော်စိတ်ညစ်တယ်လေးဘူးရအဲ့ဒါလှုပ်ရတဲ့အလုပ်တွေနဲ့ကာကွယ်တဲ့သူဘီတို့ကာကွယ်နေတာပြောတာနော်အခုမြေပြင်မှာလှုပ်တဲ့အလုပ်နဲ့တခြားစီဘီသူတွေမသိအဲ့ပေါ့အဲ့ခံရတဲ့ဘီသူတွေပဲတည်တာနော်တကယ်ဒီမခံရတဲ့တခြားဖက်တော့ဒီလူတွေကမသိဘူးတကယ်အခုကျွန်တော်တို့ဆိုရင်ကိုနိုင်လှုပ်ခဲ့တယ်နော်ဘေးနေရာမှာပါဆိုအကုန်ကျွန်တော်တို့တည်တယ်အဲကြောင့်ဘီသူတွေကတချို့ဆိုရင်တော့အခုစစ်ဆောင်ဘီသူတွေဆိုရင်သူတို့ကိုပြေးမြင်ရှင်းလိုက်တာနော်အခုနေတဲ့ခံစားတွေဟာနော်သူတို့မိဘတွေအခုစစ်ကောင်စီမှာနေတဲ့တောင်းသားတွေကိုကျွန်တော်ပြောချင်တာအခုမိဘတွေအဲ့လိုနေရာမှာနေလို့ရှင်သူတို့ဘယ်လိုနေမလဲသူတို့ရဲ့ခံစားချက်နော်သူတို့အခုမိဘတွေရောအဲ့လိုစစ်ဆောင်လေးဒါမှစစ်ဆောင်မဟုတ်ဘူးကွာအခုဒေးလေးထိုးပြီးတော့အိမ်မရှိတဲ့ဒီ live ပေါ်မှာတွေ့ကိုရီတောင်ကြည့်နေမျက်ရည်ကြတဲ့ဟာလေးတွေပေါ့အိမ်မရှိလို့အဖီထိုးပြီးတော့မှနေတဲ့လူတွေရဲ့စိတ်ကိုကြည့်ပြီးတော့မှကိုချင်းစာကြည့်လိုက်နော်အဲ့နေရာမှာကိုငါမိဘတွေဆိုရင်ဘယ်လိုနေမလဲအိမ်အလုံးကြီးတစ်လုံးဆောက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးအဲ့အလုံးကြီးကိုဖျက်ဆီးခံရပြီးတော့မှဦးမေအိမ်မေဖြစ်တဲ့ဘဝရောက်သွားတယ်ဒီအရာတွေကဘာလို့ကြောက်လဲဒီစစ်ကောင်စီတွေကြောက်စိတ်ကိုင်းမှာဆိုရင်အမတန်မှတမတော်ချစ်တဲ့လူတွေရှိတယ်အိမ်တိုင်းမှာအရာရှိပုံတွေကြီးပဲအဲ့အရာရှိပုံတွေကိုသူတို့အဲ့ PDF တွေအများကြီးဘာလို့မဖြတ်တာဘာလို့မီးမရှို့တာကျွန်တော်ပြောချင်တာနော်ဟုတ်တယ်ဘာလို့မီးမရှို့တာစစ်ကောင်စီရဲ့လောက်တဲ့ပုံစံနဲ့ PDF ကလုံးဝမတူဘူးဆိုတော့မတူတခြားစီနော်စစ်ကောင်စီကအောက်တန်းကြတာတကယ်အခု PDF လည်းလိုက်လို့ရှိရင်လုံးလို့ရတယ်လုံးလို့ရတယ်ဟာလိုက်လို့ရတယ်ဒါမဲ့သူတို့ကလုံးဝအခုဒီဘူရကျွန်တော်တို့ဒီရွာမှာအဲ့ရင်တော့မှရွာသူရှိရင်ပြီးမလာဘူးအတန်တော့မကြောက်ဘူးအဲ့တော့ရွာသားတွေရှိတော့သူတို့ဘယ်လောက်အထိတောင်မှလေးစားဖို့ကောင်းလဲဆိုတယောက်စားနှစ်ယောက်စားရှိရင်တော့မလာဘူးအရွာသားတွေရွာသားတွေဒုက္ခပေးမှာဆိုအဖူးဖွားတွေရှိတယ်လေဆိုစိတ်ကောင်းစရာတည်တယ်မလားနင်းနေ flock ဆိုနေဘုံဆိုပြစ်တော့လူဒီပါရီမန်တိနားလေတာမဟုတ်လေနွားတွေဆိုတော့ကျူမပေါက်တာပဲရှိတယ်ရက်ဆက်တယ်ဘိုးဟိုဘိုးဒီ25ရက်နေ့ကပြောထားတဲ့အတိုင်းပဲသူရောင်သူဝတ်တာလေသူရောင်သူဖားတာရှိတယ်ကျွန်တော်တို့တကယ်ရှိရဟုတ်လားကျွန်တော်တကယ်စုံစမ်းမိတာအဲ့စခန်းသွားတယ်အခုစခန်းတစ်ခုဒီတို့ဒီရဲဘော်တွေနေတဲ့စခန်းကိုကျွန်တော်တို့သွားလိုက်ပြီးဆိုတာနေတို့ကအဝတ်စားထုတ်တွေထားခဲ့တာဆိုတော့တချို့ကြဘောင်းမီကြိုင်ဘောင်းမီယူလိုက်တယ်တခြားဘွားရအဖွဲတာတစ်စုံလုံးကြိုက်တစ်စုံလုံးယူသွားတယ်အဲ့ချိန်ကျမှတခွဲမှုကပါလို့လဲဆိုတော့စဉ်းစားလိုက်တယ်ဟုတ်ပြီဒီဟာလေးကိုခဲမင်းအင်ဂျီဖို့ဟိုကောင်ပေါင်းပြီဖို့အဲ့လိုတက်စိတ်အရှိကခုကျွန်တော်တို့တက်ရင်ကြတော့နှစ်စိတ်တစ်ခွဲအဲ့လိုပြေးတာဟုတ်တစ်စိတ်အဲ့လိုမဟုတ်နှစ်စိတ်တစ်ခွဲအဲ့လိုပြေးတယ်နောက်မှနှစ်စိတ်တစ်ခွဲအဲ့လိုနောက်မှစီကြောင်းကဟိုးနောက်မှရှေ့ကိုနှစ်စိတ်ဖြန့်ပြီးတော့မှအဲ့နဲ့အဲ့နှစ်စိတ်ကိုရအောင်ဆင်ပေးလိုက်အဲ့ရွာထိတ်ကိုဝင်ပြီးဆိုစမေးတာဒီပေါင်းဝင်ပေးလိုက်စမေးတာဦးလေးအတော်တို့မနေ့ဒီဗာလဲစိတ်ကောင်းစီတို့ဘာလို့မလာဘူးလားတို့ဘာလို့မင်းတိတာဗောဟိုကနလဘိန်းသုံးမမဟုတ်တာဂိုင်ထားတဲ့တန်းနဲ့နော်သူ့ရဲ့အချစ်တော်တွေကဘာဒီမှာရှိတဲ့ PDF လေးတွေကဘာဂိုင်တွေဘလို့အနေထားရှိအကုန်တိတာကိုဘုရားကဆောက်ခွဲအစားကကွာနေတဲ့ဟာကိုသွားပြီးတော့လိန်တော့တိတယ်လေတိတော့မပြောဘူးဗောမပြောတော့တည်င်းနေမရတော့မရမြင်တမျှကိုမေးတယ်ရိုက်တယ်တခါကြရင်ဆရာတော်တွေတော့မချမ်းဘူးလေဒါပေမဲ့အဲ့လိုရောင်ဆောင်ခဲ့တယ်ဆိုတာတကယ်အမှန်လေး
ရာခိုင်နှုန်းအပြည့်အယောင်ဆောင်တာတကယ်ဘယ်လောက်ထိလဲဆိုရင်ဒီဗလဲဒီအရင်တော့ကတော့အချင်းရုပ်တာတွေမရုပ်တာတွေကမပေါ်ဘူးเนาะဒီပေါ်တာဆိုလို့ဒီအာနာသိမ့်ပြီးတိုင်းနောက်ပိုင်းမှာလူတွေဒီစစ်ကောင်စီရဲ့လောက်ရက်တွေကပေါ်လာတာဘယ်လောက်ထိဗီဒီယိုပေါ်မြတ်တာထားတယ်ဆိုတာပေါ့နော်မြတ်တာထားလို့လေတနိုင်ငံလုံးမရှိတော့ဘူးအေးလေအဲ့လိုမရိုင်းစုပ်ပဲတယ်နော်ဒါအိုက်စုပ်ပဲအဲ့တော့စစ်တပ်ထဲမှာဒါစစ်တပ်အားဖြင့်15နှစ်ပေါ့နော်2009လောက်ကနေကပေါ့နော်ဖြစ်ရှင်တော့တက်မတဲ့အတူတူနေခဲ့ဘူးတဲ့သူတွေဖြစ်နေတာပေါ့နော်ကျွန်တော်က903အဲသူက901ဒီဆရာ901ပေါ့နော်အဲ့တော့စားက4တက်တွေကတည်ရတာမဲ့ကင်းပြည်နယ်တောက်လျှောက်ထိုးရတာပေါ့နော်ကင်းပြည်နယ်တောက်လျှောက်ဒီပေါ်စဲကိုကွင်းဆိုရင်အရန်စိတ်ညစ်ဖို့ကောင်းတာဟုတ်လားအရန်စိတ်ညစ်အရန်ဒီဘက်ကကီယန်ကအရန်တုတ်ကပေးတာပေါ့နော်အဲ့လိုမျိုးပြက်ပြန်ပြီးထိပြန်ပြီးမိုင်းနေကြီးပဲနော်ဒီလိုမျိုးပုံစံမျိုးနဲ့ပဲနေခဲ့ရတဲ့အနေထားကနေတကယ်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျပို့ပြီးဆိုးရွားလာတဲ့အခြေအနေကြောင့်အညာဘက်တွေကစစစ်စင်ရေးတွေဝင်ရတယ်ဟုတ်တယ်ဟုတ်တယ်ရင်တော့တခါမှမဝင်ရဘူးမရောက်ဘူးနော်ထင်အောင်မထင်ဘူးကျွန်တော်ထင်အောင်မထင်ဘူးနော်မထင်ဘူးအဲ့လိုမျိုးဒါ EAO နယ်မြေပေါ့နော်တိုင်းရင်းသားနယ်မြေတွေကနေပြီးတော့ PDF တွေနယ်မြေကိုစစ်စင်ရေးထိုးရတဲ့စစ်သားဖြစ်ခဲ့တာပေါ့နော်ပြောမယ်ဆိုရင်အဲ့မှာဘာကွာခြားရရှိလဲ